ခုလိုပါကြောင့် fitness update သုံးတယ်လေတစ်အစီအစဉ်ကြားလေ့ကျင့်ခန်းလုပ်ပြမယ်ဘယ်နေ့မှာဘယ်ကစားနည်းတွေကိုကစားရမယ်ဆိုတာရဆာလို့လေ့ကျင့်ခန်းပြုလုပ်နေစဉ်အချိန်ပိုင်းခြားအတွင်းမှာလည်းတနားရီဆိုတနားရီထိရောက်မှုရှိကစားနိုင်မှာပါနှစ်တနေ့တာခြေလမ်းအရေးအတွက်ကိုရှေ့ရခံပေးနိုင်တယ်ခုလိုတနေ့တာမှာခြေလမ်းမောင်ဘယ်လောက်လျှောက်ခဲ့လဲလှုပ်ရှားမှုစဉ်ဘယ်လောက်ရှိလဲဆိုတာတွေကိုကင်ကနန်အတိအကျနဲ့သိနိုင်မှာဖြစ်တာကြောင့်ဝီလိုရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေကိုကိုယ်တိုင်မဲ့ check လုပ်နိုင်မှာဖြစ်ပါတယ်သုံးအဲ့ချိန်တွေပုံမှန်လာမယ် fitness app တွေကဝီလိုရဲ့အိပ်စက်မှုဆက်ဝန်ကိုကောင်းကောင်းချရခံပေးတယ်လို့ sleep voice hacker တခုကိုလည်းတီးတီးတကျသတ်မှတ်ပေးနိုင်ပါတယ်ဝီလိုရဲ့တနေ့တာလှုပ်ရှားမှုအခြေအနေကိုချရခံပြီးတင့်လျော်တဲ့အိပ်စက်မှုဆက်ဝန်တစ်ခုကိုတိဆောက်ပြီးမှဖြစ်တာကြောင့်အိတ်ချိန်ပုံမှန်လာမှာဖြစ်တယ်လို့ညဘက်မှာနှစ်ချိုက်စွာလဲအိပ်ပျော်စေဖို့ကူညီပေးနိုင်ပါတယ်လေးခန္ဓာကိုယ်အလုံးစုံကျန်းမာရေးအတွက်စောင့်ရှောက်မှုပေးနိုင်တယ်ပြောရရင် fitness app တွေကဝီလိုရဲ့ခန္ဓာကိုယ်အလုံးစုံကျန်းမာရေးအတွက်ဆရာဝန်တယောက်ငားထားတယ်လို့စောင့်ရှောက်မှုပေးနေမှာပါဒီနေ့တာခြေလမ်းအရေးအတွက်စားတောက်မှုပုံစံရေတောက်သုံးမှုတွေးပေါင်ချိန်နှလုံးခုန်သုံးအိပ်စက်မှုဆက်ဝန်စတဲ့ဒီနေ့တာလူနေမှုပုံစံဆောင်ကြည့်ပြီးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကြက်ခိုင်မှုအတွက်တင်တင်မြတ်တဲ့လမ်းညွှန်ချက်တွေကိုညွှန်ကြားပေးနေမှာဖြစ်တာကြောင့်ပိုပြီးကျန်းမာကြက်ခိုင်တဲ့လူနေမှုဘဝတစ်ခုကိုရရှိနိုင်မှာဖြစ်ပါတယ်